မင်္ဂလာပါညောင် Trust Channel ကနေကြိုဆိုပါတယ်ဒီ channel လေးကဘာအကြောင်းနေပြောမှလဲဆိုတော့နာမည်ကြီးစာအုပ်တွေတွေကအသုံးဝင်မဲ့ကီးပိုင်လေးတွေကိုအတူချုပ်ပေးမဲ့ post ကလေးဖြစ်ပါတယ်ဒီနေ့မှာတော့ Atomic Habits စာအုပ်တွေကဘဝမှာတကယ်အသုံးဝင်တဲ့အချက်လေးချက်ကိုကျွန်တော်အနေနဲ့မျှဝေပြီးတော့ပါမယ်နော်ဒီအနေနဲ့ပြောရမှာဆိုရင်နော် habit ဆိုတာတဲ့ motivation မလိုပါဘူးတဲ့စာအုပ်ထဲမှာပြောထားတာကတော့ habit ကစိတ်ထဲမလိုပါဘူးတဲ့လူများစုကစိတ်ထက်သန်လာမှလုပ်မယ်လို့ဆိုကြတယ်ပဲမဲ့တကယ်တော့ system ကပို့ပြီးတော့အရေးကြီးပါတယ်ဥပမာလေးနဲ့ပြောမှဆိုရင်နော်ဖုန်းပွင့်တိုင်းဇောက် application တွေရှိနေမယ်ဆိုရင်နားမို့မနဲ့အိယာပေးပြီးမှစောက်တည်ထားမယ်ဆိုရင်တို့ကြောင်တောင်စာဖက်ဖြစ်သွားမယ်လို့ထင်ပါတယ်ကီးပွင့်နံပါတ်2နဲ့ပြောမှဆိုရင်တော့တရားခိုင်တော့ကကြီးမားတယ်တဲ့သူကပြောထားတယ်အတ habit ကပြောတာကတော့နေတိုင်းတရားခိုင်တော့ကောင်းလိုက်ဟိုလုံလောက်ပါတယ်တဲ့အဲ့တော့နေတိုင်းအနည်းငယ်ပေါ့စာ2မိနစ်ဖတ်မယ်အောင်မို့ကျွန်တော်တို့အလုပ်ကို9မိနစ်လောက်စောစပြီးတော့လုပ်မှာအဲ့လိုတေးသေးလေးတွေကိုစူပေါင်းတော့မှဆိုရင်တနည်းလောက်မှလုံးဝမတူတဲ့လူတယောက်ဖြစ်သွားနိုင်တယ်တဲ့ကီးဘွတ်နံပါတ်3နဲ့ရတော့ကူးမဟုတ်ပဲ system ကိုအာရုံစိုက်ပါတဲ့တော့ကူးရှိတာတော့ကောင်းပါတယ်ဒါပေမဲ့စာအုပ်ထဲကပြောတာကတော့ကူးမတူပေမဲ့ system တို့ရင်တော့ရလက်တွေတူတတ်ပါတယ်တဲ့ဥပမာနဲ့ပြောမှဆိုရင်တော့ဗျာကျင်သွားတဲ့လူနှစ်ယောက်ကူးမတူနိုင်ပေမဲ့ဒီနေ့တိုင်းသွားတဲ့ system တွေတူနေမယ်ဆိုရင်တော့သူတို့ရဲ့ရလက်တွေကတော့မစိုးနိုင်ပါဘူးကီးပွင့်နံပါတ်4အနေနဲ့ပြောမှဆိုရင်တော့ identity ကိုပြောင်းတယ်အရေးကြီးဆုံးကကျွန်တော်တို့ကိုဘယ်လိုလူလဲယုံကြည်ထားလဲဆိုတာကိုယ်ယုံကြည်မှုတွေပြောင်းပြီးကြမှာစာဖတ်ခြင်းနဲ့စာဖတ်နေလို့သူစာဖတ်ခြင်းတာမဟုတ်ဘူးကျွန်တော်ငါစာဖတ်တဲ့လူလို့စဉ်းစားလိုက်ဒါဆိုကျွန်တော်စာတွေပို့ဖက်ပြီးတော့ဖြစ်သွားမယ်ပေါ့ကဲဒါဆိုတော့ဗီဆိုအနေနဲ့ကျွန်တော်တို့ဒီနေ့အဲ့ဒါ habit တွေကပြောချင်တဲ့အချက်တွေကတော့ကျွန်တော်တို့ဘဝကိုပြောင်းလဲခြင်းနဲ့ဆိုရင်ကြီးမားတဲ့အရာတွေမလိုပါဘူးเนาะတီးလေးဖြစ်တဲ့ habit တစ်ခုကနေစတင်လိုက်မဆိုရင်တော့ကျွန်တော်တို့တွေရရှိသွားနိုင်ပါတယ်ကဲဒီ